design ကပိုရေးကြီးလား audience ရွေးချယ်မှုမှန်ကန်မှုကပိုရေးကြီးလားအားလုံးမင်္ဂလာပါစီးစီကနေပြန်လဲကြိုဆိုလိုက်ပါတယ်ကျွန်တော်ကတော့အောင်ပေါ်ပါနှစ်ခုလုံးအရေးကြီးပါတယ်ဒီမှာနှစ်ခုလုံးအဆင်ပြေအောင်လုပ်ပါဗျာဒါပေမဲ့အဲ့ဒီထဲမှာဘာကိုဦးစားပေးရမလဲပြောချင်တာက content နဲ့ design တွေကျွန်တော်တို့ကအပြင်ကို service အပ်ရမှာဗျာ graphic designer တို့ခုနပြောတဲ့ content ရေးတဲ့လူတို့လည်းအပ်ရမယ်ဘူး service တွေလည်းဆိုတော့တို့ကကုန်ကြစိတ်ကများမှာဟုတ်သုံးခုတော့ဖြစ်သွားတာပေါ့ content သမားအတွက်လည်းကျွန်တော်ပတ်စံကုန်မယ် design သမားအတွက်လည်းပတ်စံကုန်မယ်နောက် media ဘိုင်းသမားအတွက်လည်းပတ်စံကုန်မယ်ဒါဆိုသုံးခုတော့ဖြစ်သွားတာအဲ့တော့တို့ကဘာကိုပို့ပြီးဦးစားပေးရမလဲပေါ့နော်budget ကို save လုပ်ရတဲ့လူအတွက်ကြောက်လဲဟုတ်တာဟုတ်ဒီနေရာမှာကျွန်တော်အပြင်ကိုပြောရမယ်ဆိုလို့ရှိရင်တော့လုပ်ငန်းမျိုးစားပေါ်မှာလည်းမူတည်နေကြတချို့သောလုပ်ငန်းတွေက design ကိုအရင်ပြန်လည်နေအောင်မလိုအပ်ဘူး content လေးကောင်းကောင်းလေးနဲ့ target audience လေးမှန်မှန်ကန်ကန်ဖြစ်တယ်ဆိုရင်အဆင်ပြေပြီဥပမာကျွန်တော်အတွေ့အကြုံကပြောမယ်ဆိုလို့ရှိရင်ကျွန်တော်တို့ page တစ်ခုလုံးကိုတွားကြည့်လိုက်ရင် Photoshop နဲ့တေးသေးချာချာတကယ်ပေါ့နော်အမိုက်စား design ဖန်တီးထားတယ်ဆိုတာလက်ချိုးကြည့်လို့ရတယ်ကျန်တဲ့ဟာတွေကတာမန်လေးပဲပုံမှန်ပဲ design ကသူ့အတွက်အရင် essential မဟုတ်တော့ဘူးစေးလို့ဖြစ်တယ်ပေါ့ဒါကတမျိုးအဲ့လိုမဟုတ်ဘဲနဲ့ကျွန်တော်တို့ကဒီအထည်ရောင်းတာတို့လုပ်ငန်းတွေကြတော့ design ကအရေးကြီးသွားပြန်အောင်ဗျအဲ့ခါကျတော့ကျွန်တော်တို့ရဲ့ design က realistic ဖြစ်တယ်သူတို့ကြည့်လိုက်တာနဲ့အပြင်မှာလည်းဒီတိုင်းပဲဖြစ်မှာဒါအပြင်ပုံလေးပေါ့နော်အဲ့လိုမျိုးတော်တော်လေးအရေးကြီးသွားပြန်ဒါဆိုရင် audience ကိုအရေးမကြီးဘူးလားဆိုတော့ audience လည်းအရေးကြီးတယ်လေ audience လည်းအရေးကြီးတာပေါ့အဲ့ကြောင့်ရှေ့ကဗီဒီယိုမှာတည်းကကျွန်တော်ပြောခဲ့တယ် product ကတော့မဖြစ်မနေ negative ပေါ့နော် product ကတော့ကောင်းအောင်ကောင်းနေရပြီးတော့မှကျွန်တော်တို့ content ရဲ့ design ရဲ့ပြီးတော့ media ဘိုင်းရဲ့မှန်ကန်သော audience ရွေးချယ်မှုရဲ့ပြီးတော့ sale လုပ်တဲ့လူရဲ့ကျွမ်းကျင်မှုရဲ့တကယ်တော့ product ကလုံးဝ share ကောင်းနေပြီဆိုလို့ရှိရင်တော့ကျွန်တော်တို့က save လုပ်တဲ့လူကအရင်မကောင်းရင်တော့ကျွန်တော်တို့မဖြစ်မနေဝယ်ကြတယ်ဘာလို့လဲဆိုတော့ဒီ product ကြီးအရင် file နေတာအရင်လိုချင်နေတာအဲ့ကကြတော့တုံတန်ကိုအဆင်မပြေမှုရှိရင်တော့မှအေးပါဘာညာနားလည်ပြီးဝေးလိုက်တာမျိုးရှိတယ်ဒါပေမဲ့အဲ့ဒီအားလုံးအကြောင်းအပေါင်းဆိုသွားရင်တော့အကောင်းဆုံးပေါ့ဆိုတော့ content နဲ့ design ရဲ့ audience ရွေးချယ်မှုရဲ့ဘာကိုပို့ပြီးတော့ဦးစားပေးရမလဲလို့မေးရင်လုပ်ငန်းအခြေအနေပေါ်မှာမူတည်ပါတယ်မိတ်ဆွေရဲ့လုပ်ငန်းက design နဲ့အားပြုပြီးတော့လုပ်ရမယ်လုပ်ငန်းမျိုးလားပေါ့နော်မိတ်ဆွေရဲ့လုပ်ငန်းကခုနပြောလို့ audience ကိုအဓိကအားပြုပြီးတော့လုပ်ရမယ်လုပ်ငန်းမျိုးလားပေါ့အဲ့ပေါ်မှာမူတည်တာပေါ့ဒါပေမဲ့အားလုံး balance ဖြစ်အောင်ပါဆုံးပါဟုတ်ကဲ့ပါဒီနေ့ဗီဒီယိုရတော့ဒီလောက်ပါပဲခင်ဗျကျွန်တော်နောက်ဗီဒီယိုနဲ့အတူပြန်လာခဲ့ပါမယ်ဗျာ